မင်းဆိုတာတိုင်းပြည်ချမ်းသာအောင်လုပ်ပေးရမယ်ကိစ္စခုတော့သူချမ်းသာဖို့အတွက်တိုင်းပြည်ကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါဒါနံသီရပရိစ္ဆာကံဧဇံဝံမတ္တံဝံတပံဧကောတံအဝိဟိသင်္စာခန္တိန်္စာအဝိရောဒနံမင်းကြီးတရားဆယ်ပါဘယ်မှမရှိဘူးခန်းချောက်သူသားလေးအလှဲ့ရောက်တော့ကျမ်းညာဖာမှများမြတ်စွာဘုရားကလည်းအဲ့ဒီကြတော့မှထွက်တော်မူတယ်ဘုရားထွက်နောက်ကြတယ်လို့အလွန်ညာနေတဲ့ပုဂ္ဂိုလ်တွေပြောခြင်းပြောလိမ့်မယ်နော်မပြောရအောင်ဘုရားဘာဖြစ်လို့စောစောစီးစီးမထွက်တယ်လဲဆိုစောစောထွက်လာရင်အာလဝကဘလူးကိုဆုံးမလို့မရဘူး။ဘာဖြစ်နေဒေါသတွေတဟုန်ထိုးတက်နေစိတ်တွေအလွန်တက်နေတဲ့အချိန်မှာဘသူဘာပြောနားမထောင်စာလို့ရင်ကြည်ကြည်ပြောရင်ညာနာပရိပါကကာလမရောက်သေးဘူးဉာဏ်ရင့်ကျက်တဲ့အချိန်ကိုမရောက်သေးဘူးဒါရင်ကြည်ကြည်ပြောတာစိတ်တွေသိထံပြီးသိကြမ်းတမ်းနေတဲ့အချိန်တဟောင်းဟောင်းတောက်လောင်နေတဲ့မိဘကြီးထဲမှာရေကလေးလက်တစ်ခုပ်လောက်ထဲလဲလို့ဘာထုမှလဲအဲ့ဒါမျိုးဖြစ်အဲ့ဒါမီးအညွန့်ကျိုးတဲ့အချိန်ကိုစောင့်တယ်လို့ပဲအလဝကရဲ့စိတ်ဓာတ်တွေကြဆင်းတဲ့အချိန်ကိုစောင့်အဲ့တော့မြတ်စွာဘုရားသတ္တလောကကြီးကရုဏာသမဘဖြတ်ပြီးတော့ဒီနေ့6ချိန်ကြည့်တော်မူတဲ့အခါတခုသောဉာဏ်ဤဆောင်ကြည့်လိုက်တော့အလဝကဘလူးလိမ္မာဖို့အချိန်ရောက်ပြီဒီလိုပြောရင်ပိုကောင်းမယ်အလဝကခြိကုံလက်ပန်းကျနေပြီလူသားတွေစားထားတာလဲညင်းနေပြီအယိုးလဲတောင်းလို့ပုံနေပြီလို့ပြောနိုင်တယ်ပြောခြင်းလို့သာပြောတာအမှန်အယိုးပါစားပြတာအဲ့ဒါမြတ်စွာဘုရားကငါဆုံးမမယ်ဒီဘလူးကျင်းလိုက်တော့အလဝကဘလူးကဟိမွန်တာမှာမီတင်တက်နေတယ်တဲ့အစည်းအဝေးရှိတယ်တဲ့ဟာအဲ့ဒါဖတ်တော့မှအံ့ဩစရာဟေးဘလူးတွေလည်းပဲမီတင်တွေ conference တွေနော်တယ်လီဗီရှင်းတွေဘာတွေတော့ပါပုံမရဘူးမီတင်လှုပ်နေတယ်ဟိမွန်တာမှာဘလူးမီတင်ဘလူးအစည်းအဝေးအရကဘလူးကြီးက conference တက်နေတော့ဘလူးနှစ်ကောင်ကနောက်ကျတယ်ဘာနဲ့နောက်ကျလဲဆိုတတ္တာဂိရိနဲ့ဟေမဝတ္တဘလူးနှစ်ကောင်ကစီဝေးနောက်ကျတယ်ဇေတဝန်လာပြီးတော့တရားနာနေတာတရားပွဲကညနေဆောင်မိုးချုပ်ခါနီးမှပြီးတယ်ဘလူးနှစ်ကောင်ကဗိမာန်နဲ့ကောင်းကင်ကနေဟိဗုဒ္ဓကိုသွားမလို့အခုကပြောခဲ့တဲ့လမ်းကြောင်းလေးတွေအတိုင်းကောင်းကင်မှာဓဗိမာန်တွေကပြည့်နေလို့ဗိမာန်တွေကြားကလမ်းကြောင်းတွေသွားတော့လမ်းကအာရဝကဗိမာန်ပေါ်ရောက်တတ္တဂိရိနဲ့ဟိဘဝဒဘလူးနှစ်ကောင်ရဲ့ယထာဟာနယထာဟာအာရဝကဗိမာန်ပေါ်လဲရောက်ရှေ့ဆက်မောင်းလို့မရဘူးတဲ့လေပြန်ကြီးရှေ့မောင်းလို့မရဘဲနဲ့ကောင်းကင်မှာရပ်ပြီးဆက်လဲနေတယ်ဟာဘာဖြစ်လို့တို့ယထာတွေရှိမသွားလဲကြည့်လိုက်တော့အောက်တဲ့မှာဘာရှိလဲအလဝကဗိမာန်ရှိတယ်အလဝကဗိမာန်ထဲမှာဘာရောက်လဲဘုရားရောက်မြတ်စွာဘုရားကညနေဆောင်ထွက်လာအလဝကဗိမာန်ပေါက်ရောက်ဗိမာန်တကားမှာဂိတ်ဆောင်ဘလူးလေးတစ်ကောင်ရှိတယ်ဂတရဘအဲ့ဒီဂတရဘဘလူးလေးကိုမြတ်စွာဘုရားကပြောတယ်ဟေးဘလူးလေးအလဝကဂတရဘငါအလဝကဗိမာန်ထဲမှာတည
ငါအနားယူမယ်ဘလူးမတွေကိုတရားဟောမယ်မင်းတကားဖွင့်ပေးပါဆိုဟာမဖွင့်ရဘူးအလောကဘလူးကသိတ်ကြမ်းတယ်သိတ်ဆိုးတယ်တန်အိုးကင်းပူထဲမှာစားတွေထည့်သလိုပဲပူလောင်နေတဲ့တန်အိုးကင်းစားတွေပြည့်ထည့်လိုက်ရင်ဖြစ်မိတယ်သလိုပဲအလောကစိတ်ဆိုးရင်အဲ့ဒီတိုင်းပဲဖြောင်းပြလို့လည်းအလွန်ခက်ချက်ကပ်ဖို့လည်းအလွန်ခက်တယ်ကျုပ်သေးမယ်အသက်ခံရလိမ့်မယ်ခွင့်မပြုရဲဘူးခွင့်ပြုပါကွာတညတဲ့ပါဘလူးလေးကခွင့်ပြုခြင်းတယ်ဂိမ်းဆောင်ဘလူးလေးကတရဘာကအဲ့တော့ဘုရားဗာပြောလဲဆိုတော့မြတ်စွာဘုရားကြီးတပည့်တော်သူ့ကိုသွားပြောမယ်ဖြည်းဖြည်းသွားမယ်မဲဒီကောင်လေးကရှင်ဘုရားနောက်ကနေသဘောရှိကြည်သာလှုပ်လိုက်ယန္တိကရဏိယန္တံကရောဟိတပည့်တော်အာလမကဘလူးကိုအစည်းအဝေးမှာသွားပြီးတော့သတင်းပို့မယ်ဖြည်းဖြည်းသွားမယ်တပည့်တော်သွားသတင်းပို့လို့အာလမကဘလူးစီမရောက်သေးခင်အရှင်ဘုရားနောက်ကနေကြည်သာလှုပ်လိုက်မဲခိတ်ဆောင်တဲ့ကောင်တွေကလည်းဓာမျိုးတွေပဲဟိုကွာနော်ဟာဘလူးလောကမှာလည်းရှိတာနတ်လောကလည်းရှိတာအဲ့တော့မြတ်စွာဘုရားကဗိမာန်နဲ့ဝင်သွားတယ်ဘလူးမတွေကစီကြိုချင်းချင်းသဲမြတ်စွာဘုရားကတရားပွဲကြီးခြင်းပါအလဘကရဲ့မိဖုရားတွေနဲ့တရားဟောအဲ့ဒါသိတော့မှသိဆိုတာကဂတရဘဘလူးလေးကဘုရားရောက်သွားပြီအထက်ရောက်သွားပြီသိတော့မှအလဘကဘလူးကြီးကိုတည်ပေးတာမဲစောစီတွေမပေးဘူးနောက်ကျပြီးပေးတာဒီကောင်လေးနည်းနည်းသူလည်းဘက်လိုက်တယ်အလဘကရေကောရမဗုဒ္ဓဗိမာန်နဲ့ရောက်နေပြီဆိုတော့ဟဲ့ကောင်တူရပြောအစည်းအဝေးသူများတွေကြားကုန်မယ်ဘယ်တော့လားဒီနေ့ညနေပဲရောက်တာပဲအထက်ဝင်သွားပြီတမိုက်တဲ့ကောင်မယ်မင်းဘာဖြစ်လို့တကားဖွင့်ပေးလဲကျုံမဖွင့်ဘူး तू က तू အတင်းဝင်သွားတာသူဒါတွေလောက်တယ်အဲ့လိုတော့သတ္တဂိရိနဲ့ဟိမဝဒတို့ရောက်လာတော့သတ္တဂိရိနဲ့ဟိမဝဒနတ်ဘလူကြီးနှစ်ပါးအာလဝကတို့များကံကောင်းလိုက်တာကွာဘာကံကောင်းတာမဲမဖိတ်ဖဲနဲ့မေဖိတ်မှနဲ့ဘုရားကြွလာတာကွာတို့များဖိတ်တာတို့ဖိတ်မှတခါမှမလာမေဖိတ်မှနဲ့ရောက်အဲ့ဒါမဲအတွက်ဘဝကံကောင်းတာပေါ်ကွာဘာကံကောင်းတာလဲကံကောင်းတာတွေဘာတွေမလို့ချေဘူးပါကြတော်တွေဖောင်းနော်အတ္တဒတ္တသတ္တာကထာဒုက္ခထာသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်သရနဲ့ပတ်သက်တဲ့ကထာဟာဒုက္ခထာဖြစ်သန္တာဂိရိနဲ့ဟိမဝဒတို့ရဲ့စကားဟာသုဘတိတဝါစာသုကထာမဟုတ်လားဒါပေမဲ့အာလဘကလိုဘလူးချမ်းကြီးအတွက်ဒုက္ခထာဖြစ်သွားဒါတွေကိုတက္ကရာတွေကရေးထားတာအတ္တတသသတ္တကထာဒုက္ခထာဒုသီလသသီလကထာဒုက္ခထာဒုပညတပညကထာဒုက္ခထာအသိဉာဏ်ပညာမလွန်လားတဲ့ပုဂ္ဂိုလ်တွေပညာရေးစကားတွေဟာအချင်းဤအလကားစကားတွေအချင်းသီလပြတ်နေတဲ့ပုဂ္ဂိုလ်တွေသီလရဲ့ဂုဏ်ကျေးဇူးတွေဟာအလကားပဲဘာမှအကျိုးမရှိဘူးသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်တရားသံဃာရဲ့ဂုဏ်ကျေးဇူးဟာချင်းဤပဲအဲဒါကြောင့်တရားဟောလည်းပဲကြည်ဟောရတာသရတရားမရှိတဲ့လူဘုဒ္ဓမို့ဘယ်တော့မှသာပြောလို့မရဘူးအကျင့်ပြတ်နေတဲ့ပုဂ္ဂိုလ်တွေသီလရဲ့ဂုဏ်ကျေးဇူးဘယ်တော့မှမပြောလို့မဖြစ်ဘူးပညာဝါဒနာမပါတဲ့ပုဂ္ဂိုလ်တွေပညာနဲ့ပတ်သက်တဲ့စကားတွေပြောမရဘူးကထာသုံးပါးသတိထားမေကံကောင်းလိုက်တာဆိုတော့အလဝကဘလူးက